တချို့လူတွေကကြတော့ဒီစက်နဲ့ဖြော်မှာကော်ဖီလို့ထင်ကြတာတူရကီကော်ဖီဆိုပြီးတော့လူတွေကထင်တာနဲ့တူရကီကကော်ဖီမုံကိုမှားတာလားပေါ့နော်တကယ်တမ်းမဟုတ်ဘူးဗျဖြော်နီးတစ်ခုကိုပဲယူထားတာဗျကော်ဖီမုံဆိုလို့ရှိရင်လည်းကျွန်တော်တို့ပြုံးလျာကော်ဖီမုံကအရန်ကောင်းလို့ကျွန်တော်ပြုံးလျာကော်ဖီမုံကိုပဲသုံးတယ်ဗျနိုးစီနိုးစိမ်းတွေပါလေဟိုနွားနိုးတွေပါလေပေါ့နော်အဲ့ဒီဆက်တဲ့အရာတွေအားလုံးဒီကျွန်တော်ပုံစံနဲ့ကျွန်တော်ဆက်ထားတာဟိုဖြော်နီးတစ်ခုတည်းကိုပဲကျွန်တော်တူရကီဆန်ကော်ဖီဆိုပြီးတော့ယူထားတာဗျဟိုတခြားအရာသုံးတဲ့ကုန်ကျန်းအားလုံးဒီကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာသုံးလို့ရတဲ့ကုန်ကျန်းအားလုံးပဲကျွန်တော်သုံးထားတာပေါ့နော်တူရကီကမှာထားတာဆိုလို့ရှိရင်ဒီ chest bell တစ်မျိုးပဲမှာထားတယ်ပေါ့နော်ကျန်တာကတော့ကျွန်တော်ရဲ့ creation ပေါ့ဟာတာအနေနဲ့ပြောပြရလို့ရှိရင်မင်းတဲကတူရကီတဲရောဟုတ်ရဲ့လားပေါ့နော်အဲ့လိုမျိုးကျွန်တော် customer တွေကကျွန်တော်အမြဲစားလေးရှိတယ်ပေါ့နော်တကယ်တမ်းဘယ်တဲနဲ့နေဖြော်လို့ရတယ်ဒါပေမဲ့တဲဒီနုလေကောင်းလေပဲအနုဆုံးတဲကိုရွေးချယ်ရင်အကောင်းဆုံးပဲဒီဟိုဟာဖြော်နီးမှာပေါ့နော်ဒီတူရကီကော်ဖီဒီရှေးအကြဆုံးဆိုတော့လေဒီတူရကီကော်ဖီကိုလည်းလာတောက်ကြည့်ပါလို့အကြံပေးတယ်ကော်ဖီတကယ်ကြိုက်တဲ့လူတွေဒီကော်ဖီကိုဟိုလက်တွေ့ဖြော်နေတဲ့လူတွေလာရောက်ပြီးတော့ try ကြည့်ဖို့ဖိတ်ခေါ်တယ်ဘာဖြစ်လို့လဲဆိုကျွန်တော်ဖြော်နီးမှာလည်းမီနူးတွေအများကြီးတိုးလို့ရတယ်ဒါပေမဲ့ကျွန်တော်မီနူးတွေလုံးဝမတိုးသေးဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီတူရကီကော်ဖီဆိုတာကြီးကိုကျွန်တော်ဒီကိုတဲဆောင်လာတော့အဲ့ဒီယဉ်ကျေးမှုကြီးပျောက်သွားမှာဆိုလို့ပေါ့နော်ဟိုယဉ်ကျေးမှုကိုတန်ဖိုးထားတဲ့သဘောပါဒီတူရကီတဲကော်ဖီနဲ့ကော်ဖီဖြစ်ပေါ်လာတဲ့အကြောင်းလေးကိုကြပြတီးကုန်းထားတယ်ပေါ့နော်ခေါင်းစဉ်လေးရတယ်ကျွန်တော်ရိုးရိုးရှင်းရှင်းလေးတူရကီတဲကော်ဖီဆိုပြီးတော့ပဲပေးလိုက်တယ်ပေါ့နော်တူရကီတဲကော်ဖီအာဖရိကတောင်တန်းကအသီးနီနီလေးတွေကရီမင်ညအလင်းမှာအိမ်မောစေတဲ့အရေးဖြစ်လာတယ်ကျေအိုးတေးသေးလေးထဲမှာအချိန်ကြာပြုတ်မစစ်ဖဲတောက်တဲ့အခါစကားတွေအမြုပ်လိုထွက်လာတယ်မြန်လဲမမြန်ဘူးလွယ်လဲမလွယ်ဘူးဒါပေမဲ့မေးလို့လည်းမရဘူးတူရကီတဲကော်ဖီတစ်ခွက်ဆိုတာ UNESCO ကအတိအမှတ်ပြုထားတဲ့ယဉ်ကျေးမှုတစ်ခုပါတူရကီတဲကော်ဖီဟာတောက်စီယာဆိုတာထက်ယဉ်ကျေးမှုတစ်ခုဖြစ်လာခဲ့တယ်ကျေးဇူးပါ